အားလုံးမင်္ဂလာပါဗျကိုဒီစားပါဒီနေ့တော့ကျွန်တော် stock share အပိုင်းလေးခဏနားမယ်ဒီငွေအရင်းနှီးတစ်ပြားတစ်ချက်မှစိုက်เสียမလို့ပဲနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုဘယ်လိုစလို့ရတယ်ဆိုတာကိုပြောပြမယ်ပြီးတော့ကိုယ်ပိုင်ဆိုင်တစ်ခုကိုဘယ်လိုစလို့ရတယ်ဆိုတာပြောပြမယ်ငွေတစ်ပြားမှရင်းစရာမလိုပဲနဲ့ပေါ့နော်အဲ့တော့အဲ့ဒါတွေကဘာ business လဲလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီ referral business လို့ခေါ်ပါတယ်ဒီ referral business ဆိုတာကကျွန်တော်တို့ဒီကဘာကျော် company ကြီးတွေလည်းလက်ရှိမှာအသုံးပြုနေတဲ့ဟာ MLM နဲ့တော့တော့မမှနဲ့ဘာမှမဆိုင်ဘူးเนาะ referral business ဆိုတာအင်မတန်မှတန့်ရှင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒီ strategy ကိုအဓိကသုံးရဆိုရင်ဒီကဘာကျော် Tesla company တို့ Dropout တို့เนาะနောက် Airbnb တို့ PayPal တို့နောက်ပြီးတော့ Amazon တို့နောက်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့Google เนาะ Google ရဲ့ product တစ်ခုဖြစ်တဲ့ Google Workspace တို့ဒါတွေမှာအသုံးပြုနေတဲ့ strategy ဖြစ်ပါတယ်အဲ့တော့ referral business ဆိုတာကကျွန်တော်တို့ကပေါ့နော်ဒီထားပါတော့ကျွန်တော်မြန်မာပြည်မှာအတွေ့အများတဲ့ order ကောက်တယ်ဆိုတာ ਨੇ ခက်ဆင်စင်ပါပဲအဲ့တော့ကိုကငွေတစ်ပြားမှမရှိဘူးเนาะမဆိုင်နိုင်ဘူးဟုတ်ပြီเนาะကိုပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ခြင်းတယ်ဥပမာထားပါတော့ကိုကအဝတ်အထည်ပိုင်းအောင်အားတန်တယ်ပေါ့နော်အဲ့တော့အဝတ်အထည်ပိုင်းအောင်အားတန်တယ်ကိုက fashion အကြောင်းနဲ့ကောင်းကောင်းသိတယ်ဒါပေမဲ့ကိုကဒီအထည်ရောင်းဖို့ဝေမရှိဘူး local brand ထုတ်ဖို့လည်းပတ်စံမရှိဘူးရရပြဿနာမရှိဘူးသူများထုတ်နေတဲ့အထည်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေနဲ့ live set တွေကျွန်တော်ခင်ဗျားတို့အတွက် order ကောက်ပေးမယ် order ကောက်ပြီးလို့ဒီလောက်ရရင် percentage ဘယ်လောက်ယူမယ်စသဖြင့်ပေါ့အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလူကတော့ပစိုးရောင်းတဲ့ဆိုင်ဒီလူကတော့ကျွန်တော်လေကရုံးရောင်းတဲ့ဆိုင်စသဖြင့်ပေါ့ဗျာဒီလူကတော့ shine အင်ဂျီရောင်းတဲ့ဆိုင်ဆိုင်တွေအကုန်လုံးကျွန်တော်တို့က like ချိတ်ပြီးတော့ကိုယ့်ရဲ့ Facebook page ဒါမှမဟုတ်လည်း TikTok ပေါ့နော်အဲ့မှာကျွန်တော်တို့ကတင်ပြီးတော့ကိုက order ကောက်ပြီးရုံပေါ့နော်ဒါမျိုးပေါ့ဒါမျိုးကျွန်တော်တို့ referral business ကိုခေါ်ပါတယ်ကျွန်တော်မြန်မာပြည်မှာဆိုလည်းတချို့တော့ဒီ private university တွေ private college တွေဆိုလည်းဒီပုံစံကိုသုံးပါတယ်နော်ဘာလဲဆိုတော့တင်နန်းသားဟောင်းကညွှန်းလိုက်ရင်လာတက်တဲ့လူကို discount short ပေးတာမျိုးတွေပေါ့နော်အဲ့လိုမျိုးပေါ့တချို့ကျောင်းတွေမှာဆိုရင်အဲ့ညွှန်းပေးလိုက်တဲ့တင်နန်းသားဟောင်းကိုပါပေါ့နော်ဘာလို့ခေါ်မလဲဒီ referral fee ပေါ့တနည်းအားဖြင့်ပေါ့ဟို bonus ပေါ့ဒါမျိုးပြန်ပေးတာမျိုးတွေရှိပါတယ်ဒါကို referral business လို့ခေါ်ပါတယ်အဲ့တော့ referral business က MLM နဲ့လုံးဝကွာပါတယ်သူကအခမဲ့စနိုင်တယ် MLM လို့ဘာလို့ဆိုရင်ကျွန်တော် member ကြီးတွေတွင်ရတယ်နောက် referral business မှာသူကအကျိုးအမြတ်ကိုဘယ်လိုလုပ်လဲဆိုတော့ရောင်းထွက်သွားတာ ਨੇ နော်ဒီ commission ခါပေါ့နော် commission ခါပေးတယ် MLM လိုမျိုးငါပစ္စည်းကိုဝယ်ရမယ်မဖြစ်မနေဝယ်ရမယ်ဆိုတာမျိုးမရှိဘူးပေါ့နော်တော့သူကရိုးရှင်းတယ်ပေါ့နော်သူရဲ့ဖွဲ့စည်းပုံကလည်းရိုးရှင်းတယ်ဟိုအစင်စင်ချိတ်ထားတဲ့ pyramid ပုံစံမဟုတ်ဘူးပေါ့နော်အဲ့တော့လူတစ်တွေလည်းခေါ်စရာမလိုပါဘူးကိုမရောင်းရရင်ဝင်မရှိဘူးဒါပဲရောင်းချင်တဲ့အချိန်ကောက်ရောင်းလို့ရမရောင်းချင်တဲ့မရောင်းနဲ့ပေါ့နော်အဲ့လိုမျိုးအတင်းကျပ်ကိုကလုပ်စရာလည်းမလိုဘူးပေါ့နော်အဲ့တော့အမတန်မှရိုးရှင်းပါတယ်အဲ့တော့ကိုကဒီအခုမှစမယ်ပေါ့နော်အခုမှစမယ်ဘယ်လိုလုပ်ရမှန်းမသိဘူးဘယ်လိုလုပ်ရမှန်းမသိကျွန်တော်တို့လုပ်ငန်းတွေနဲ့လာချိန်လို့ရပါတယ်ကျွန်တော်ဆိုရင်ဒါ SME လုပ်ငန်းအခု20ကျော်ဦးစီးနေတယ်ပေါ့နော်ကုမ္ပဏီဆိုရင်ကျွန်တော်2ခုရှိပါတယ်ပေါ့နော် engineer ကုမ္ပဏီနဲ့ CY ကုမ္ပဏီဆိုပြီးတော့ကျွန်တော်ကုမ္ပဏီ2ခုရှိပါတယ်နောက် SME လုပ်ငန်းအခု20ကျော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဘာတွေလုပ်နေလဲဆိုတာကိုဒီဗီဒီယိုရဲ့ comment မှာ website link တွေချပေးထားပါတယ်ဝင်ပြီးတော့လေ့လာလို့ရပါတယ်အဲ့က product တွေကိုကိုယူရောင်းလို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဘာတွေရှိလဲဆိုတော့အဝတ်ထည်လုပ်ငန်းတွေရှိပါတယ်เนาะအဝတ်ထည်မှာကျွန်တော် local brand တွေ9ခုလောက်ကျွန်တော်တို့မှာရှိတယ်เนาะအဲ့တော့ local brand 9ခုလောက်ရှိတယ်ပြီးတော့ကျွန်တော် laptop ဆိုင်ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ IT လုပ်ငန်းတွေ engineering လုပ်ငန်းတွေရှိပါတယ်အဲ့တော့ကိုက engineer တယောက်ဆိုပါဆို engineer တယောက်ဆိုရင်ကျွန်တော်တို့မှာ engineer သင်တန်းဖွင့်ထားတယ်ပြီးတော့ဒီ engineering ဒီ service ပေါ့เนาะ consultant business တခုရှိပါတယ်အဲ့ဒါကို refer လုပ်ပြီးရင်ပေါ့နော်ကိုယ့်ရဲ့အတိမိတ်ဆွေထားပါတော့ကိုက engineer drawing လွှိုင်းနဲ့ကိုယ့်ရဲ့အတိမိတ်ဆွေတယောက်ကဒီ building အတွက်ပေါ့နော် structure design လိုအပ်နေတယ်ဒီမှာအတိမရှိဘူးလားလို့မေးကျွန်တော်တို့စီကိုသူကဆက်ပေးပေါ့နော်ဆက်ပေးရင်ကျွန်တော်တို့ကအဲ့ဆက်ပေးတဲ့လူကိုဘယ်လောက်ဆိုပြီးတော့ကျွန်တော် commission ကပေါ့နော်ရာခိုင်နှုန်းပေးပါတယ်ဒါမျိုးပါအထည်တွေရောင်းမယ်အောက်ထားပါတော့ကျွန်တော်တို့အခုဆိုပစိုးကျွန်တော်တို့ရောင်းပါတယ်ပစိုးရောင်းပါတယ်အဲ့တော့အဲ့ပစိုးကတစ်ထည်ရောင်းရရင်ကျွန်တော်တို့ကရောင်းပေးတဲ့လူကို referral fee 900ကျပ်ပေးပါတယ်
ဒါတစ်ထည့်ရောင်းရသူဘာငွေအရင်ဒီမှာစိုက်စရာမလိုပါဘူးလက်ကားသမားနဲ့တော့အတူတူတွားပြီးလို့မရဘူးလက်ကားသမားငွေစိုက်ရတယ်အဲ့တော့လက်ကားသမားဆိုတော့ကျွန်တော်တို့အမျက်ပိုချမ်းပေးရတယ်ပေါ့နော်အဲ့မျိုးလေးတွေတော့ရှိပါတယ်အဲ့တော့ကိုကခုနလိုမျိုးပဲတခြားလုပ်ငန်းတွေကိုလိုက်ချိတ်ဖို့အဆင်မပြေသေးဘူးเนาะအခုမှစပြီးလုပ်ချင်နေဆိုရင်ကျွန်တော်တို့ ਨੇ လက်တွဲကြည့်ပါအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုအောက်မှာကျွန်တော်တို့ဘာလုပ်ငန်းတွေလုပ်နေလဲဆိုတာဝင်လေ့လာလို့ရပါတယ်ပြီးရင်စိတ်ဝင်စားတယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ referral group ရှိပါတယ်အဲ့ referral group ထဲမှာဟိုဘာတွေလုပ်နေဆိုတာသိချင်ရင်အဲ့ referral group link ကို messenger မှာဖြစ်လာတော့မှာ comment မှာတော့လာမတော့မှာကျွန်တော် comment မှာမပေးပါဘူးဘာဖြစ်လဲဆိုတော့လူတွေအုပ်ရောအကြောက်ရောဘာတွေမှလည်းမသိကျွန်တော်ကဟိုလူစစ်ပြီးတော့ပဲကျွန်တော်ကလက်တွဲခြင်းနေဗျာเนาะအဲ့ဒါကြောင့်မို့ဟိုလူတကာကိုလည်းကျွန်တော် link တွေရှောက်ပေးမနေဘူးပေါ့နော်အဲ့အပိုင်းတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ referral business ကိုစိတ်ဝင်စားတယ်ကျွန်တော်တို့ရဲ့ group ထဲကိုဝင်ခြင်းနေဆိုရင် messenger မှာ telegram group link လာတောင်းလို့ရပါတယ်ဘာ member fee မှပေးစရာမလိုပါဘူးစိတ်ဝင်စားရင်လုပ်စိတ်ဝင်စားရင်မလုပ်နဲ့ကျွန်တော်ဘယ်သူမှအတင်းကျပ်လဲဟိုပါဆိုရင်ဥမာအတင်းမခေါ်ပါဘူးကျွန်တော်တို့ရဲ့ဒီဟာကိုလုပ်ရတဲ့အကြောင်းရင်းကျွန်တော်တို့ရဲ့ marketing ဈေးကိုတက်တောင်အောင်လုပ်တာအဲ့တော့လာပူပေါင်းတဲ့လူတွေကလည်းသူတို့ရဲ့ဒီ referral commission ကရမယ်ဝင်ငွေတစ်ခုရမယ်ဆိုပြီးတော့လာပူပေါင်းတာနှစ်ဦးနှစ်ဖက် win-win situation ပဲเนาะအကျိုးရှိတယ်เนาะဒါကြောင့်မို့ကျွန်တော်တို့ကလည်းဒီ referral business ကိုဟိုစပြီးတော့လုပ်ကိုင်ခြင်းဖြစ်ပါတယ်အဲ့တော့ချို့တွေကပြောမယ်ခင်ဗျားတို့ရဲ့ကဟိုပေးတာလေးကနဲလာကြီးလားတို့ဘာလို့ဆိုတာကျွန်တော်တို့ငကိုကိုနိုင်ကအထူးသဖြင့်အင်ဂျီတို့ပြောတာအင်ဂျီမှာကျွန်တော်တို့မြက်တဲ့အမြက်ကဘာမှမမြက်ဘူးเนาะဟိုနည်းနည်းလေးပဲကျွန်တော်တို့မြက်တာဒါအင်ဂျီထုတ်တဲ့လူတိုင်းတော်တော်များများသိတယ်ကိုပိုင်ချုပ်ရုံနဲ့ထုတ်တဲ့လူတွေဆိုရင်လည်းအရန်မြက်တယ်မထင်မနေနဲ့เนาะအဲ့တော့ဟိုကျွန်တော်တို့အဲ့မှာ referral fee ထားပါတော့ဟို19,000နဲ့အင်ဂျီတစ်ထည်ကိုကျွန်တော်တို့က1000ပေါ့เนาะဒီ order ကောက်ပြီးတဲ့လူကိုတစ်ထည်ရောင်းထွက်သွားရင်1000ပြီးရင်တော်တော်နည်းတယ်ထင်တာသူတို့မှာ19,000မှာ1000ဆိုရင် percent နဲ့ return နဲ့ကိုယ့်အောင်လည်းတွက်ကြည့်အောင်เนาะအဲ့ရှိတယ်ပေါ့เนาะအဲ့တော့ကိုက ID လုပ်ငန်းနဲ့အကျွမ်းတဝင်ရှိတယ်ဆိုရင်ကျွန်တော်တို့မှာ laptop တွေရှိပါတယ်ကျွန်တော်တို့ laptop တွေဝိုင်းရောင်းပြီးလို့ရပါတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ ID service တွေရှိရဲအဲ့ website service တို့ပါလို့ပေါ့เนาะအဲ့ဒါတွေကျွန်တော်အခုဆိုရင်ဒါ Singapore project တွေကျွန်တော်တို့လက်ရှိလုပ်ပေးနေတာပေါ့เนาะဒီ web project တွေကျွန်တော်တို့ run ပေးနေတယ်ပေါ့เนาะအဲ့လိုမျိုးပေါ့ကိုကဒီ ID နဲ့အကျွမ်းတဝင်ရှိတဲ့လူကတော့ ID ပိုင်းလို့ပေါ့အဝတ်ထဲနဲ့အကျွမ်းတဝင်ရှိတဲ့လူကတော့အဝတ်ထဲပိုင်းလို့ပေါ့ engineering နဲ့အကျွမ်းတဝင်ရှိတဲ့လူကတော့ဒီ engineering နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့စီမှာ referral ယူလို့ရတယ်ပေါ့เนาะအခုကပညာရေးနဲ့ဆက်ဆက်တဲ့လူဆိုရင်တော့ကျွန်တော်တို့မှာသင်တန်းကျောင်းတွေရှိတယ်ပေါ့เนาะဒါမျိုးတွေဝိုင်းပြီးတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်တို့မပူးပေါင်းချင်တယ်ကျွန်တော်အခု idea ချပြထားတယ်ကိုယ့်ဘာကိုတခြားဟိုပေါ့เนาะသူများတွေတော့ referral ဆိုပြီးတော့လုပ်ခိုင်းနေတဲ့ဟာတွေရှိပါတယ်။order သူတို့က referral လို့မပြောဘူးပေါ့နော်။ order ကောက်ပြီးရင်ဘယ်လောက်ရမယ်ဘာညာပေါ့နော်။အဲ့လိုလူတွေနဲ့တော့တွားပြီးပူပေါင်းလို့ရပါတယ်။ကျွန်တော်တို့ကတော့ဒီ referral fee ကိုဘယ်လိုလုပ်လဲဆိုတော့တစ်ဖက်ကကျွန်တော်တို့ငွေချေလိုက်ဥပမာအိမ်ညာကျွန်တော် delivery တွားအပ်လိုက်ပြီ delivery တွားအပ်ပြီးတော့ဝယ်တဲ့လူက delivery တမငွေချေလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ refer လုပ်ပြီးတဲ့လူကိုတစ်ခါလေးပတ်စံတန်းလွှဲပေးပါတယ်။ပေါ့နော်ကျွန်တော် confirm လုပ်ပြီးတော့ရုံးချိန်အတွင်းတစ်ခါလေးပတ်စံတန်းလွှဲပေးပါတယ်။တချို့တွေကကြတော့လည်းအများကြီးပမာဏအများကြီးရတဲ့အခါကျမှယူတဲ့လူတွေလည်းရှိပါတယ်ပေါ့နော်ဒါကတော့နားလည်မှုနဲ့ပေါ့ကျွန်တော်တို့ကတစ်ခါလေးတန်လွှဲပြီးပါတယ်နော်โอเคပါအဲ့တော့ကျွန်တော်ဘာ business တွေလုပ်နေလဲဆိုတော့သိချင်ရင်ဒီ video ရဲ့ comment မှာ website လေးတွေချပေးထားပါတယ်ဒီ referral group တွေကိုဝင်ချင်တယ်ဆိုရင်တော့ကျွန်တော် messenger မှာလာတောင်းလို့ရပါတယ် link လေးပေးပါပေါ့နော်ဒီ referral link လေးပေးပါဆိုပြီးတော့လာတောင်းလို့ရပါတယ်โอเคပါအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ